အာလူစားသုံးခြင်းကြောင့်ရရှိနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများနံပါတ်1ဗိုက်တာမင်များစွာပါဝင်သောကြောင့်အာဟာရဓာတ်အပြည့်ဝရနိုင်ခြင်းနံပါတ်2အစာချေစနစ်ကိုအားကောင်းစေပြီးပူလန်းကြောင့်ကျန်းမာရေးကိုကောင်းမွန်စေခြင်းနံပါတ်3သွေးပေါင်ခြင်းကိုထိန်းညှိပေးပြီးနှလုံးကျန်းမာရေးကောင်းမွန်စေခြင်းနံပါတ်4အုံနောက်နဲ့အာယုံကြောစနစ်ကိုအားကောင်းစေခြင်းနံပါတ်5ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးခြင်းနံပါတ်6အယိုးကျန်းမာရေးကောင်းမွန်စေခြင်းနံပါတ်9သွေးအားနည်းယောဂါကိုကာကွယ်ပေးခြင်းနံပါတ်10ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကိုအားကောင်းစေခြင်းသတိပြုရန်အာလူလုံးသေးများကိုရေစင်အောင်ဆေး၍ပြုတ်ပြီးအခုနှစ်တကွာစားသုံးပါကအာဟာရဓာတ်ပုံကိုရရှိပါသည်ကြော်ထားသောအာလူကြုံများထက်ပြုတ်၍သို့မဟုတ်ဖိုး၍စားသုံးပါစီးချိုယောဂရှိသူများအလွန်ကြုံမစားသင့်ပါအစိမ်းရောင်တန်းနေသောအညောင်ထွက်နေသောအာလူများမစားသင့်ပါအာလူကိုကျန်းမာရေးနှင့်ညီညွတ်စွာနေမှန်လမ်းမှန်ချက်ပြုတ်စားသုံးခြင်းဖြင့်အထက်ပါကျန်းမာရေးကျိုးကျေးဇူးများကိုအပြည့်အဝရရှိနိုင်မှာဖြစ်ပါတယ်